composition ဆိုတာအမြင်လောက်အောင်တက်ပဲလားတကယ်တော့အဲ့ထက်အများကြီးပူလေးနဲ့ပါတယ်ဒီနေ့ကတော့ကျွန်တော်ဗီဒီယိုရရင်လည်းတင်ယူခဲ့ရတဲ့ composition 3ခုရအောင် sharing လုပ်ပေးချင်ပါတယ် show ချက်တွေတခုမှမပါဘူးเนาะအကုန်လုံးကရှင်းရှင်းလေးပဲဒါပေမဲ့ဒါလေးကိုသိထားမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ video ရဲ့ quality ကအများကြီးပို့ပြီးတော့ကောင်းသွားပါလိမ့်မယ်ဒီ video ရဲ့နောက်ဆုံးမှာ phone နဲ့အခုလို effect မျိုးရအောင်ရိုက်လို့ရတဲ့နည်းလမ်းကိုကျွန်တော် sharing လုပ်ပေးထားပါတယ်ပထမဦးဆုံး composition တစ်ခုကတော့ eye direction မှာဆိုတော့ rule of third ကို run တည်ပြီးသားဖြစ်မှာပါတကယ်လို့မသိသေးတဲ့လူတွေရှင်းလဲကျွန်တော်တစ်ခါတည်းဒီမှာရှင်းပြလိုက်မယ်ပေါ့နော် rule of third ဆိုတာကြောင့်ကျွန်တော်တို့မြင်ကွင်းကိုအခုလိုမျိုးကိုယ်ကွက်ခွဲလိုက်မယ်ကိုယ်ကွက်ခွဲပြီးလို့ရှိရင် subject ကိုအလဲမှာထားမယ်အစားကျွန်တော်တို့ဒီ base line တွေပေါ်မှာတင်ရိုက်တာကို rule of third ကိုအသုံးပြုပြီးရတယ်လို့ခေါ်ရဲပေါ့နော် rule of third ရဲ့ eye direction မှာကျွန်တော်ပြောချင်တာကကိုယ့်ရဲ့ subject ကဘယ်ဘက်ကိုကြည့်နေဆိုရင်ဘယ်ဘက်မှာနေရာပိုချန်ထားပေးရပါတယ်သူ့ရဲ့ effect ကတော့ viewer ကနေပြီးတော့ဒီဇက်ကောင်ကြည့်နေတယ်လို့မျိုးပေါ့နော်ဒီ subject ကကြည့်နေတယ်လို့မျိုး like ကြည့်နေတယ်လို့ခံစားရစေပါတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ subject ကဟိုဘက်ကိုကြည့်နေတယ်ဆိုရင်ကျွန်တော်တို့ကြည့်ရတာကတမျိုးကြီးဖြစ်သွားတယ်ပေါ့နော်နံပါတ်2ကတော့ layer ထဲမှာကျွန်တော်တို့ဖုန်းနဲ့ရိုက်တဲ့အခါမှာဒီလိုမျိုး background တွေဝါဖို့ကတော်တော်ခက်တယ်ပေါ့နော်ကျွန်တော်တို့ edit မှာဘယ်လိုပဲကြိုးစားဒီ camera ရင်းနဲ့ရိုက်တာတော့ကြည့်မကောင်းဘူးပေါ့ဘာလို့ကြည့်မကောင်းတာလဲဆိုတော့ဖုန်းနဲ့ရိုက်တဲ့ shot တော်တော်များများက flat ကြီးဖြစ်နေလို့ပါ flat ဖြစ်တယ်ဆိုတော့ကျွန်တော် 2D ဖြစ်နေတာပေါ့နော်ဒီမှာ dimension မပါဘူးကြည့်ရတာနဲ့ video ကပြပြကြီးဖြစ်နေတာပေါ့ဆိုတော့အဲ့ဒါကိုဖြည့်ရှင်းဖို့အတွက် layering ကိုအသုံးပြုရပါတယ် layering ဆိုတာလည်းဘာမှခက်ခဲကြီးမဟုတ်ပါဘူးကိုရိုက်မဲ့မြင်ကွင်းတစ်ခုရဲ့အရှိမတစ်ခုကိုခံမိရိုက်တာပေါ့နော်ဥပမာအရှိမတစ်ရွက်6တစ်ခုကိုခံမိရိုက်တာမျိုးတစ်ပင်ကိုအရှိမခံမိရိုက်တာမျိုးအဲ့ဒါမျိုးကကိုယ့်ရဲ့ video ကိုအများကြီးပို့ပြီးတော့ depth ထွက်စေပါတယ်အများကြီးပို့ပြီးတော့ 3D look ဖြစ်စေရပေါ့နော်နောက်ဆုံးတစ်ခုကတော့ကျွန်တော်ရဲ့ favorite ဖြစ်ပါတယ် frame in the frame မှာသူကကြတော့ဒီပတ်ဝန်းကျင်မှာရှိတဲ့အရာဝတ္ထုတွေကိုဘောင်တစ်ခုအနေနဲ့ပြန်သုံးလိုက်တာပေါ့နော်ဒီပရိမောက်ဘောင်တွေနယံတွေတကားလက်ကင်တွေစသဖြင့်ဘောင်အဖြစ်သုံးလို့ရတဲ့ဟာမျိုးကိုသုံးပြီးရတဲ့တာမျိုးပါဆိုတော့ viewer ရဲ့မျက်လုံးကချက်ချင်းသူ့စီရောက်သွားတယ်ပေါ့နော်ဒီဘောင်တွေကလူစီရောက်သွားတယ်ပေါ့ဆိုတော့နောက်တစ်ခါ video ရဲ့ခါကြရင်ကိုပတ်ဝန်းကျင်က frame လေးတွေကိုထည့်ပြီးတော့ရိုက်ကြည့်ပါ video ကအများကြီးပို့ပြီးတော့ကြည့်လို့ကောင်းတာကိုတွေ့ရပါလိမ့်မယ် okay so အဆုံးကြည့်ရတဲ့လူတွေအတွက်ကျွန်တော်ဒီလိုမျိုးအရန်မိုက်တဲ့ slow shutter effect ဂျန်နီလေးကိုပြပြပေးသွားပါမယ်location ကိုပြောင်းမှရအောင်ဗျဆိုတော့ slow shutter effect ရိုက်ဖို့ဆိုရင်ကျွန်တော်တို့အရင်ဆုံးအချိန်ပေါ့နော်အချိန်ကအရင်လင်းနေတဲ့အချိန်မဟုတ်ဘူးလို့လေညနေခင်းပေါ့နော်ညနေခင်းမှောင်ခါစားအချိန်မှာကျွန်တော်တို့ချက်ရမယ်ပေါ့နော်ဘာလို့ဆိုတော့ slow shutter ဆိုတာကကျွန်တော် shutter speed ကို short ရတာဖြစ်တဲ့အတွက် shutter speed ကို short ရလို့ရှိရင်အလင်းတွေအများကြီးဝင်လာမှာပေါ့နော်ခုကတော့ညနေ9နာရီပေါ့နော်ညနေ9နာရီဆိုတော့အရင်လည်းမလင်းဘူးရရင်လည်းမမောင်ဆိုတော့ကျွန်တော်ဒီမှာ Android ကော iOS ကောရိုက်လို့ရတဲ့ဒီကိုအခုဒီမှာဖြစ်ပြပေးလိုက်မယ်ပေါ့နော်ဆိုတော့ Android အတွက်ကတော့ကျွန်တော်တို့ Open Camera ဆိုတဲ့ application ကိုဝင်မယ်ဒီအပေါ်နားပါနော်ဒီ exposure ရဲ့ခလုတ်လေးကိုနှိပ်လိုက်မယ်shutter speed ကိုကျွန်တော်တို့ 1:10 ဒါမှမဟုတ် 1:8 လောက်ထားမယ်ပေါ့နော်ဆိုတော့ desk cam မှာဆိုရင်တော့ကျွန်တော်တို့ဒီ camera ဘေးနားဟာလေးဝင်မယ်ပြီးတော့ရှင် original view ဆိုတာလေးကိုမရွေးထားအဲ့လေးရွေးရမယ်ပေါ့နော်ပြီးတော့ရှင်ကျွန်တော်ဒီမှာ ISO ဆိုတာလေးရွေးမယ်အဲ့ဒါမှပေါ်လို့ရှိရင်ကျွန်တော်ဒီမှာauto EV ဖြစ်နေလို့ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ manual exposure ကိုနှိပ်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာ shutter speed ကိုအဆုံးထိချလိုက်မယ်ပေါ့နော်ဆိုတော့ဒီ view လေးကတော့ဒီလောက်ပါပဲအကျိုးရှိမယ်လို့မျှော်လင့်ပါတယ် see you